အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မပြောပြမယ်အကြောင်းအရာလေးတွေကတော့ HSK level 1ရဲ့ vocabulary စလုံးလေးတွေကိုပြောပြမှာဖြစ်ပါတယ်ရှင်ကျွန်မအခုတလောနည်းနည်းအလိုလေးရှုံနေတဲ့အတွက်စကားပြောတွေအရှိတွေကိုတော့ဗီဒီယိုမလုံးနိုင်တဲ့အတွက်အခုနောက်ပိုင်းမှာအတူလေးတွေကိုပြောပြပေးပါမယ်ဒါတွေအားလုံးကလည်းအားလုံးအတွက်အတုံးဝင်မယ်လို့ယုံကြည်ပါတယ်ရှင်ကျွန်မနဲ့တူစလိုက်ကြပါစို့ရှင် eyes ချစ်တီကြိုက်တီအချစ်ပါလက်ပတ်ရှိ爸အဖေ base ခွက်北京မြို့တရုတ်နိုင်ငံရဲ့မြို့တော်ဘန်ဆိုတာကတခုခုအရင်မြစ်တွေကိုလည်းပြောလို့ရတယ်ဒီတစ်ပင်နဲ့အမြစ်တွေပါတယ်ပေါ့နော်အဲ့လိုဟာလည်းတုံးလို့ရတယ်နောက်ကြတော့မက်ရှာဝစကလုံးမျိုးပြစလုံးအနေနဲ့လည်းတုံးတယ်ဒီစာအုပ်ရဲ့မျိုးပြကပန်လို့ခေါ်တယ်ကျမတို့ညီမလို့ဆိုရင်တော့စာအုပ်တစ်အုပ်နှစ်အုပ်အဲ့လိုမျိုးအုပ်လို့ရေးတဲ့ဟာဒီဥစ္စာကလည်းတရုတ်ကကျတော့စာအုပ်ကိုသူကဘယ်လိုတုံးလဲဆိုပန်လို့တုံးတယ်တအုပ်ဆိုရီပန်ရှူအပန်လျောင်းပန်ရှူစမ်းပန်ရှူစာအုပ်တအုပ်နှစ်အုပ်အဲ့လိုမျိုးတုံးတယ်ဘူခဲချီဆိုတာအာမနာပါနဲ့ရပါတယ်ကိုကတရားရောက်ကိုကူညီပေးလိုက်လို့ဘေးလူကနေကိုပြီးပြန်ပြီးတော့ကြတော့ရှက်ကျေးဇူးတင်ပါတယ်ပါညာပြောလို့ရှင်ဘူခဲချီရတယ်ဘာမှမဖြစ်ဘူးအဲ့လိုမျိုးပို့လိုက် respect အနေနဲ့ပြန်ပြီးတော့ကိုကတုံးတာပေါ့ပူဆိုတာကအငင်းမှာဘူး no or not chai ဆိုတာကဟင်းချာလက်ဖက်ရည်ချွဆိုတာစားတီးဘက်ကျူစုဆိုတာတက်စီ打电话ဆိုတာဖုန်းခေါ်တီတာဆိုတာကြီးတော့တဲ့ဆိုတာပိုင်ဆိုင်မှုပြတဲ့စကားလုံးတွားကြတော့အတန်ဖြောင်းငါတန်တယံဆိုတာကအဆက်လေးတွေတိတိလေးတွေအဲ့လိုမျိုးဟာလဲတုံးတယ်အချိန်တိုင်းကိုပြောတဲ့အချိန်မှာလဲတုံးတယ်ကျမတို့1နာရီ2နာရီ3နာရီအဲ့လိုပြောရင်တော့ရီတယံအတယံစန်းတယံအဲ့လိုတုံးတယ်ဒါပေမဲ့ငါစောင့်ရတာ3နာရီကြာပြီလို့ပြောလို့ရှိရင်ကြာခြင်းကိုတုံးခြင်းကြတော့အလယ်မှာကဲဆိုတဲ့ရီကဲတယံ1နာရီကြာပြီလျောင်းကဲတယံ2နာရီကြာပြီစန်းကဲတယံ3နာရီကြာပြီအဲ့လိုမျိုးတုံးတယ်ကြာခြင်းကိုပြောရှိရင်အလယ်မှာကဲလေးထည့်တယ်ရိုးကျမတို့ပုံမှန်အချိန်နာရီကိုပြောလို့ရှိရင်ရီတယံအတယံစန်းတယံအဲ့လိုပဲတုံးတယ်电脑 computer 电视ဆိုတာ TV 电影ဆိုတာရုပ်ရှင်东西ဆိုတာပစ္စည်းအရာဝတ္ထုတစ်ခုခုကိုပြောတာအားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Thank you so much for listening for ကြောင့်ကကျွန်မတို့ကန်ခံလင်းထင် bye bye ကြိုက်တဲ့နှုတ်ဆက်ပါတယ်